ဒီညကျွန်တော်ရေးထားတဲ့ဒီစာပေမှာအောင်မြင်မှုစီတို့ဆိုတဲ့ application တွေကနေစာတို့လေးတွေကျွန်တော်ဖတ်ပြပေးမယ်ပေါ့နော်အားရသူများဝင်ကြည့်ကြပါနော်ဘူးတူတာတွေရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ software တွေဝင်မယ်နော် software ကတော့ဒီမှာပေါ့နော်စာပေမှာအောင်မြင်မှုစီတို့ဆိုတော့ကျွန်တော် software တွေကိုကျွန်တော်နှိပ်လိုက်မယ်ဝင်လိုက်မယ်နော်ဒီမှာစီဝင်ရရဆိုတာရှိတယ်အဲလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒီမှာကျွန်တော်ကဒီကိုတန်ဖိုးကိုတတ်မှတ်ပါဆိုရဲစာတို့လေးကိုကျွန်တော်ဖတ်ပြမယ်မွေးစာရေးတွေကိုဒီနေရာတွေ credit ပေးပါတယ်ပေါ့နော်စာတို့လေးရဲ့ခေါင်းစဉ်ကကိုတန်ဖိုးကိုတတ်မှတ်ပါလူတွေကကိုမဟုတ်ဘူးဆိုတာဘယ်တော့မှမမေ့ပါနဲ့ရိုးလို့နေလဲမင်းလိတ်ခရလိုက်မယ်အလုံးနေလဲမင်းကိုလူသုံးလုပ်လိုက်မယ်ရိုးသားတာဟာပြစ်တစ်ခုမဟုတ်ပေမဲ့အလုံးလို့အသုံးချခံရမှမသိတော့မေးပြစ်ဖြစ်သွားပြီစေနာကောင်းဤကံကောင်းတဲ့ဆိုတဲ့စကားကလူတိုင်းအတွက်မဟုတ်မှမသိချိန်မှာမင်းပြစ်မဟုတ်ပေမဲ့ကြောချမှဓမြမှန်သိချိန်မှာတော့အတိတရားမရသေးဘူးဆိုရင်တော့စေနာဆိုတဲ့စကားကိုမင်းအလွဲသုံးစားလုပ်မိပြီသူတို့မရှိမဖြစ်ဘူးလို့တွေးနေသူတွေတော့ကိုဘဝကသူတို့အတွက်ဖြစ်နေအောင်မှာပါပဲကိုမရှိမဖြစ်ဘူးလို့ထင်နေသူတွေတော့ကိုအခြေတွေကသူတို့အတွက်ဖြစ်နေအောင်မှာပါပဲလောကမှာဘောလုံးတစ်လုံးလိုမင်းနေသူတို့ကမင်းကိုကန်ကြလိမ့်မယ်ခြေတုပ်ခင်းလိုမင်းနေသူတို့ကမင်းကိုတဲ့နေကြလိမ့်မယ်အုတ်ထုတ်တစ်လုံးလိုမင်းနေသူတို့ကမင်းကိုခေါင်းပေါ်တင်ထားကြလိမ့်မယ်ဒါကြောင့်ကိုတန်ဖို့ကိုယ်တိုင်တတ်မှတ်ပါကိုတန်ဖို့မထားတတ်ရင်တော့သူတို့ကမင်းရဲ့တန်ဖို့ကိုဖျက်သွားကြပါလိမ့်မယ်ဆိုတော့ဒီစာတို့လေးကိုနားထောင်ပြီးတော့စဉ်းစားပါနော်ဒါစီဒီစာတို့လေးကိုနားထောင်ပြီးရင်တော့ဘ ഹു တုတလေးတစ်ခုတိုးသွားမယ်လို့ယုံကြည်ပါတယ်ဒီ software ကိုအလို့ချင်ကျွန်တော်ရဲ့ဒီရောင်နီလေး family ဆိုတဲ့ application တွေမှာလည်းထည့်တာ download link ထည့်ပေးထားတယ်ပေါ့နော်အဲ့မှာ download ဆွဲလို့ရတယ်ကျွန်တော်ရဲ့Telegram channel ကိုလည်းဒီ comment box ထဲမှာကျွန်တော် link ချပေးထားမယ်ပေါ့နော်အဲ့ဒီမှာဆိုကျွန်တော်ရေးထားတဲ့ application တော်တော်များကိုဒီ Telegram channel တွေမှာဝင်ရောက် download ဆွဲနိုင်မယ်လို့ရှိရင် application တွေရှိရင်လည်းအဲ့မှာတောင်းဆိုလို့ရတယ်ပေါ့နော်ကျွန်တော် link ချပေးမယ်အားလုံးပဲကျေးဇူးပါ goodbye